အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုရင်မွေးချက်1000ရှိုံနဲ့တွားရောက်လဲပတ်လို့တင်တော်တဲ့နေရာလေးတစ်ခုကိုခေါ်သွားခြင်းပါတယ်အဲ့ဒီနေရာလေးကတော့အာကာသပြတိုင်းရန်ကုန်ပဲဖြစ်ပါတယ်ခင်ဗျာအာကာသပြတိုင်းရန်ကုန်တရှိရလေးစားလေးကတော့အမှတ်50ခွန်အလုံလန်းပြည်သူရင်ပြင်ဝင်းအတွင်းဒဂုံမြို့နယ်ရန်ကုန်မြို့လိုပဲဖြစ်ပါတယ်ဘတ်စကားနဲ့သွားမယ်ဆိုရင်အခုဖော်ပြရတဲ့နံပါတ်လေးတွေစီးပြီးတော့ဟယ်ဘီမတ်တိုင်မှာဆင်းပေးရမှာဖြစ်ပါတယ်ဟယ်ဘီမတ်တိုင်ကနေအာကာသပြတိုင်ကိုလမ်းလျှောက်မယ်ဆိုရင်9မိနစ်တာကြာမြင့်မှာဖြစ်ပါတယ်ကျွန်တော်တို့သွားခဲ့တာတနင်္ဂနွေပိတ်ရက်ဖြစ်လို့လာရောက်လက်ပဲကြတဲ့သူတွေအများကြီးကိုလည်းတွေ့ရှိခဲ့ရပါတယ်ပြတိုင်ဖွင့်တဲ့ရက်လေးတွေကတော့အင်္ဂါနေ့ကနေတနင်္ဂနွေနေ့ထိဖြစ်ပါတယ်ပြတိုင်ဖွင့်တဲ့အချိန်လေးကတော့မနက်9:00နာရီကနေပြီးတော့ညနေ4:00နာရီထိဖြစ်ပါတယ်ခင်ဗျာလက်မှတ်တစ်စောင်ကို1500ရဲဆိုတော့တကယ်ကိုတွားရောက်လေပတ်တဲ့နေရာတစ်ခုပါပြလိုက်တွင်လှက်ပက်လေးလာပြီးတာနဲ့ပေမဆောင်ကိုတွားခဲ့ပါတယ်ပေမဆောင်မှာဆိုလို့ရှိရင်နက္ခတ္တရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးကိုလည်းအခုလိုပဲတွေ့ရှိခဲ့ရပါတယ်ကျွန်တော်တို့တွေကလူသားတွေနေထိုင်ရာကဘာကြီးအပြင်ဘက်ကစัจ java အကြောင်းကိုနားလည်ဖို့အတွက်ကောင်းကင်ကနေတဆင့်စူးစမ်းရှာဖွေခဲ့ကြတယ်ဒီနေ့အချိန်ကာလမှာအဲဒီလိုကြိုးပမ်းမှုတွေဟာသိတာထင်ရှားတဲ့ရလဒ်တွေထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နေမင်းကြီးဟာကောင်းကင်ယံမှာရှိတဲ့အခြားခြေတွေနဲ့တိတိတတ်တာကွဲပြားမှုမရှိပဲတာမန်ခြေတစ်စင်းဖြစ်တဲ့ဆိုတာကိုလည်းသိရှိခဲ့ပြီဖြစ်ပါတယ်။ကမ္ဘာကြီးလိုပဲခြေတွေကိုလက်ပတ်နေတဲ့ထောင်ပေါင်းများစွာသောနေအဖွဲ့အစည်းပြင်ပကြိုတွေကိုလည်းရှာဖွေတွေ့ရှိခဲ့ကြရပါတယ်။အခုလိုကျွန်တော်တို့ ਨੇ ဝေးကွာတဲ့နေရာမှာရှိတဲ့နက္ခတ္တရာတွေရဲ့အကြောင်းကိုအများကြီးသိကြရတဲ့အတွက်တကယ်ကိုဘုဒ္ဓတာများစွာရခဲ့ပါတယ်ခင်ဗျာအဲဒီနောက်မှာပြတိုက်မှာရှိတဲ့ဂျိုတုတွေကိုလည်းအများကြီးလေ့လာခဲ့ပါတယ်